မင်္ဂလာပါဒီရက်ပိုင်းဤပညာလောကမှာတင်မကဘူးပေါ့နော်ကျွန်တော်တို့ကဘာလုံးကစီးပွားရေးသမားတွေအတွက်ပါလုံးလုံးသွားစေတဲ့သတင်းတစ်ခုရှိပါတယ်အဲ့ဒါပါလဲဆိုတဲ့အခါကျတော့ကမ္ဘာချမ်းသာဆုံး Elon Musk ပေါ့နော် SpaceX company ကနေပြီးတော့အာကာသကိုအခြေစိုက်ပြီးတော့ဖုန်းလိုင်း operator အဖြစ်ပြောင်းလဲပြီးကျွန်တော်တို့သုံးစွဲတဲ့သူတွေစီကိုဖုန်းလိုင်းနဲ့ SIM card eSIM တွေကိုတရက်ရောင်းချတော့မလား retail mobile service ကိုလောက်တော့မလားဆိုတဲ့သတင်းပဲဖြစ်ပါတယ်ဒီရဲ့အဖြေကဟုတ်ပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့သူ SpaceX ရဲ့ဒီသမိုင်းဝင် IPO လုပ်တဲ့နေ့မှာပေါ့နော်ဒီ SpaceX ရဲ့ roadshow မှာသူတို့ရဲ့ company ဥက္ကဋ္ဌ Gwen Shortwell ကိုယ်တိုင်ကနေပြီးတော့ယင်းနှမြုပ်နှံသူတွေကိုဒါကိုထုတ်ပြီးတော့ပြောပြခဲ့တယ်ပေါ့နော်ပြောပြခဲ့တဲ့တစ်ချိန်တွင်းမှာပဲအခုဆိုရင် iPhone 18 က September လမှာထွက်မယ်ဆိုတဲ့အခါကျတော့ကျွန်တော် rumors တွေပါထပ်ပြီးတော့ထွက်လာတယ် iPhone 18 Pro မှာဒီ Starlink feature ပါလာတော့မလားဆိုတဲ့အကြောင်းလေးကိုကျွန်တော်ဒီနေ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီ SpaceX ကဒီ IPO လောကတွေဝင်တဲ့အခါမှာထူးခြားပါတယ်သူက2026မှာကျွန်တော်တို့ဒီ SpaceX က IPO လောကတွေဝင်လာတဲ့အချိန်မှာပဲသူ့ရဲ့ကာလတန်ဖိုး1.5 trillion ဒေါ်လာထိတောင်မှဖြတ်ခံရပြီးတော့တကယ်သမိုင်းတစ်လျှောက်မှာတော့ကမ္ဘာအကြီးဆုံး IPO ဖြစ်စံချိန်တွင်ဝင်သွားတယ်ပေါ့နော်ဒီလိုစံချိန်တွင်ဝင်သွားတာနဲ့အတူ SpaceX ကိုတစ်နှစ်နဲ့တစ်နှစ်ယင်းနှမြုပ်နှံသူတွေဝင်ငွေအာမခံချက်ရှိဖို့အတွက်လည်း PR တွေရှိလာတယ်အဲ့ခါမှာ Elon Musk ကနေပြီးတော့သူရှေ့မှာပြောခဲ့တာတွေအများကြီးပေါ့နော်အင်္ဂါဂျိုပေါ်ကိုလူလွတ်မဲ့ဆိုတာတွေတစ်ချိန်ထဲမှာရှိနေတယ်လို့သူအဓိကကတော့ဗာလဲဆိုတော့ဒီ SpaceX Starlink ဂျိုလူ internet ကိုသုံးစွဲတာလက်ရှိမှာဆိုလို့ရှိရင်10 million ထိရှိလာပြီအဲ့တော့ဒီဓာကြီးကိုမူတည်ပြီးတော့ဒီဈေးကွက်ကြီးကိုကောင်းကောင်းချဲ့ထွင်ပြီးတော့သူကနေပြီးတော့ဒီဖုန်း eSIM တွေကိုတိုက်ရိုက်ရောင်းချမယ်ပေါ့နော်တိုက်ရိုက်ရောင်းချတဲ့အခါမှာသူကကျွန်တော်တို့မျိုးတစ်မျိုးနဲ့တစ်မျိုးအဆိုင်မှာကျွန်တော်ဖုန်းဆိုင်အကြီးကြီးဒီ mobile တို့လိုဘာလို့လို့ live ဖွင့်နေမှာမဟုတ်ဘဲနဲ့သူရဲ့အခုStarlink ကိုရောင်းနေတယ်လို့ပဲ app တစ်ခုတည်းကနေပြီးတော့သူကအကုန်လုံးကိုတစ်ကမ္ဘာလုံးကိုရောင်းချသွားမှာဖြစ်ပါတယ်အဲ့လိုရောင်းချသွားဖို့အတွက်လည်းအခုကြောင့်မှအကုန်လုံးကတည်လိုက်ရတာကသူကနှစ်တည်းအများကြီးပြင်ဆင်နေခဲ့တာပေါ့နော်ဟိုးရှေ့မှာတည်းကဘလောက်ထိရှေ့မှာဖြစ်နေလဲဆိုရင်သူ2025 September လမှာသူတို့ EcoStar ကို18 billion နဲ့သူတို့ဝယ်လိုက်တယ်ရုတ်တရက် EcoStar ကိုဝယ်တော့ကြတော့ဒါတော်တော်များများသူတို့ရဲ့ agency ကိုမသိသေးဘူးပေါ့နော်အခုကြတော့မှ IPO ဘာညာဝင်သွားတော့မှကျွန်တော်တို့ပို့ပြီးတော့သိလာတယ် EcoStar company ဆိုတာကျွန်တော်တို့ wireless spectrum license ရထားတာပေါ့နော်ကျိုးမဲ့ line လုံး license ကိုရထားတယ်ဘာလို့ဒါကိုဝယ်ဖို့သူလိုအပ်ခဲ့လဲဆိုတဲ့အခါကျတော့ဖုန်းလိုင်း operator တခုဖြစ်ပြီဆိုလို့ရှိရင်ကျွန်တော်မြေပြင်မှာတာဝါတိုင်းတွေလိုက်ဆောင်နေလို့မရဘူးအစိုးရစီကခွင့်ပြုချက်ရထားတဲ့ line လုံး spectrum တခုကျွန်တော်လိုအပ်မယ်ပေါ့နော် SpaceX ကကျတော့ EcoStar line လုံးတွေကိုပိုင်ဆိုင်သွားတဲ့အတွက်အခုဆိုလို့ရှိရင်ကမ္ဘာပေါ်မှာဒီstandard 4G LTE ပဲဖုန်းနဲ့မဆိုတိုက်ရိုက်ချိတ်ဆက်နိုင်မယ် direct to cell စနစ်အတွက်ကိုအခြေခံအုတ်မြစ်ရသွားတာဖြစ်ပါတယ်အဲ့အတွက်လည်းနောက်ပိုင်းမှာကျွန်တော်တို့အခုထွက်မဲ့ iPhone 18 Pro တို့ဘာလို့မှဆိုလို့ရှိရင်သူကဒီတိုက်ရိုက်ချိတ်ဆက်တော့မလားဆိုတော့အခြေခံအုတ်မြစ်တွေပေါ့နော်အများကြီးချထားတာတွေ့ရတယ်ဒါတွေမကသေးဘူးဒီ SpaceX က T-Mobile နဲ့ပူပေါင်းပြီးတော့ပေါ့နော်ဟိုအရင်နှစ်တွေတည်းကနေပြီးတော့ဒီဖုန်းလိုင်းမရှိတဲ့နေရာတွေဆိုလို့ရှိရင်ဒီ T-Mobile ကနေပြီးတော့သူ့ရဲ့ T-Mobile ဖုန်းလိုင်းမမိတော့ဘူးဆိုလို့ရှိရင်ဒီ SpaceX နဲ့ကျွန်တော်တို့ WhatsApp တို့ Google Map တို့ဒီလိုမျိုးလုံးဝအခြေခံ essential apps တွေကိုပဲဂျိုလူကနေတဆင့်ဒီဖုန်း LTE စနစ်နဲ့အခမဲ့စမ်းသပ်ပေးနေတာပေါ့နော်အဲ့တော့အဲ့ဒီ satellite နဲ့စနစ်ကလည်းငကိုတွေကနေပြီးတော့ကျွန်တော်ရှိနေပြီးသားအဲ့ဒါကိုဂျားခံ operator တွေကိုဖြတ်ပြီးတော့အခု Starlink Mobile ဆိုတဲ့နာမည်နဲ့ eSIM တွေ package တွေရောင်းချဖို့သွားနေတယ်ဆိုတာကတော်တော်လေးကိုရာဂိုင်နှုန်းများတဲ့အပြင်ကိုအခုဆိုရင်ဒီ SpaceX ရဲ့ဥက္ကဋ္ဌကလည်းသူရဲ့ roadshow မှာဒါတရားဝင်ပြောထားတဲ့ပုံစံမျိုးဖြစ်သွားပြီပေါ့နော်ကျွန်တော်တို့ဒီ Apple 18 Pro ကပုံမှန် September လမှာထွက်နေကြဆိုတော့သူဒီ Apple 18 Pro မထွက်လာခင်မှာ
Apple ဘက်ကဖြစ်နေတဲ့အချမ်းလေးတွေပေါ့နော်သူကအိန္ဒိယကနေပြီးတော့သူတို့ရဲ့ Apple ရဲ့ထုတ်လုပ်ရေးစက်ရုံ Tata Electronics ကနေပြီးတော့ show web တဲ့ leaks တွေပေါက်ကြားသွားတာရှိတယ်အဲ့ဒီမှာလည်း iPhone 18 Pro နဲ့ပတ်သက်တဲ့တချို့တဲ့အချက်လက်တွေပါလာတယ်ပေါ့နော်အဲ့ဒီမှာဆိုရင် iPhone 18 Pro ကအခုထွက်လာမှာကကျွန်တော်တို့အသေးဆုံး 2nm နည်းပညာနဲ့သုံးထားတဲ့ A20 Pro chips တွေကိုသုံးမှာဖြစ်တယ်နောက်ပြီးတော့ DSLR လိုမျိုးကင်မရာလိုမျိုးအလင်းဝင်ပေါက်ကိုကစားလို့ရမယ်စနစ်တွေပါလာမယ်ဒါပေမဲ့အကြီးဆုံး show ဝက်ချက်ကပါလဲဆိုတော့ Apple ကသူ့ရဲ့ကိုယ်ပိုင် design ဆွဲထားတဲ့ C2 modern chips ကိုသုံးဖို့ဒီ iPhone 18 Pro မှာပြင်ထားရပေါ့နော်ဒါတွေကအနည်းဆက်ဆုံးပါလုပ်ဖို့ဖြစ်နိုင်လဲဆိုတော့ဒီ SpaceX ရဲ့အာကာသလှိုင်းလုံးကိုဖမ်းယူနိုင်မဲ့နီးပညာကိုဒီဥစ္စာသွားပြီးအထောက်ပံ့ပေးမယ်ဆိုတော့ကျွန်တော်တို့ဟိုဘက်နဲ့ဒီဘက်ကွင်းဆက်တွေဆက်ပြီးတော့ဖြစ်နိုင်ခြေအများကြီးရှိတယ်ပေါ့နော်ဒါပေမဲ့ Elon Musk ကိုယ်တိုင်ကဒီ AI ဖုန်းတွေအရင်တော့ Pi ဖုန်းတို့ပါ rumors တွေအများကြီးထွက်ခဲ့တဲ့ဖုန်းတွေလိုမျိုးထုတ်မှာကိုသူကအခုလုံးဝသူမထုတ်ပါဘူးဆိုတော့ပြပြတသားညင်းဆိုထားတာရှိရဲအဲ့တော့ဒါမဲ့သူက high bandwidth ပေါ့နော်internet ကအာကာသတွေကနေပြီးတော့ကျွန်တော်တို့ကဘာမြေပေါ်က internet line တွေဖုန်း line တွေနဲ့တင့်တော်တဲ့ line လုံးတွေပါနိုင်တဲ့ smartphone တွေကတော့2028မှာထွက်မယ်စတင်ထွက်မယ်ဆိုပြီးသူကပြောထားတာရှိရဲအဲ့တော့အချိန်ကိုက်အကုန်လုံးချိန်ကြည့်ရင်တော့ဒီ iPhone 18 Pro မှာတော့ဒီ Starlink mobile နဲ့ connect နဲ့တကယ်လို့ handshake လုပ်ဖို့လိုအပ်လို့ရှိရင်သူပြင်ဆင်စရာရှိရတယ်စပြီးတော့ပြင်ဆင်နေပြီလို့တော့အကြံပြင်းယူဆလို့ရပါတယ်အခြေခံအချက်အလက်နဲ့ rumors တွေအားလုံးပေါင်းပြီးတကယ်ဖြစ်နိုင်လားဆိုလို့ရှိရင်ကျွန်တော်တို့ဒီအကြီးတာတကယ်ပေါ်လာလို့ရှိရင်အခုလက်ရှိနေတဲ့ phone line operator တွေကဘာမှလှုပ်ရှားလို့မရတော့ဘူးလားဆိုပြီးတော့ပြန်ပြီးသုံးသပ်စရာရှိပါတယ်အဲ့ဒါဆိုအဲ့လောက်ကြီးကတော့ကျွန်တော်တို့သူထင်ထားတဲ့လောက်တော့အဲ့လောက်ကြီးတော့နီးတော့မနီးစပ်သေးဘူးလို့တော့အကြံပြင်းပြောရမှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတဲ့အခါကျတော့ကျွန်တော်လက်ရှိ American က AT&T တို့ Verizon တို့ T-Mobile တို့ဖုန်းလိုင်းတွေကပိုင်ဆိုင်ထားတဲ့ line တုံးကအများကြီးပေါ့နော်ထောင်ကျော်ရှိတယ်။ဒါပေမဲ့ SpaceX ကအခု EcoStar စီကနေဝယ်ထားတဲ့Spectrum ကသူက65 MHz ပဲရှိတယ်။အဲ့တော့တကယ်သာ Starlink mobile က internet ကနေတိုက်ရိုက်ချိတ်ဆက်မယ်ဆိုလို့ရှိရင်ဒီ operator တွေမြေပြင် operator တွေline လုံးဝမမိတဲ့နေရာတွေမှာဆိုလို့ရှိရင်ဥပမာတောတောင်တို့ကန်နာရတို့လုံးဝပင်လယ်ပြင်တွေမှာဆိုလို့ရှိရင်တော့ဒီ Starlink ကလုံးဝသူ့ရဲ့ Starlink mobile ကလုံးဝပြိုင်ဘက်ကင်းပေါ့နော်သူတလိုင်းနဲ့ပဲမိရဖြစ်နေပေမဲ့တကယ်လူဦးရေသိန်းနဲ့တန်းနဲ့ချီပြီးတော့ပြည့်ညက်နေတဲ့မြို့လေကောင်ကြီးတွေမှာတော့ line အရန်ကြက်တာနှေးတာတွေကိုရင်ဆိုင်ရမှာဆိုတော့သူထင်ထားသလောက်တော့အကုန်လုံးကတကဘာလုံးကလူတွေကဈေးကွက်ကြီးကိုရပြီးတော့ရတော့မှာမဟုတ်ဒါဆို तू ကဘာလို့ Elon Musk ကဒီဥစ္စာကိုကြော်ညာနေရလဲပြောနေရလဲဆိုလို့ရှိရင် तू ကmaybe ဒီ operator တွေစီကနေပြီးတော့ revenue sharing ကိုပို့ပြီးတော့ရကျင်လို့ तू ချိန်ချောက်နေတဲ့ပုံစံမျိုးလဲဖြစ်နိုင်တယ်ပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့အားလုံးခြုံငုံပြီးသုံးသပ်မယ်ဆိုလို့ရှိရင်တော့ Elon Musk က तू ပြောတဲ့ဥစ္စာတွေပေါ့နော်ကျွန်တော်ဆိုလို့ရှိရင်ဒီ Starlink ဒါတွေပြောတယ်တခြား project တွေပြောတာဆိုလို့ရှိရင်ထင်သလောက် reality နဲ့တကယ်ဖြစ်နိုင်ပါမလားလို့ကျွန်တော်တို့လည်းစဉ်းစားခဲ့ဘူးတယ်ဒါပေမဲ့အခုတဖြည်းနဲ့ဖြစ်လာတဲ့အခါကျတော့သူပြောနေတဲ့အိမ်မက်တွေဒီ satellite ကနေပြီးတော့အာကာသတွေကနေဖုန်းတွေကိုတိုက်ရိုက်ချိတ်ဆက်လို့ရတဲ့ internet စနစ်ဆိုတာဒီကြပေါက်ကျွန်တော်တို့အနေနဲ့အမြန်ပဲဖြစ်လာမယ်နောက်ပြီးတော့ operator တွေဒီအဲ့ဒါကြောင့်မလို့လုံးဝဂျွာတွေတောတွေတောင်တွေထဲမှာတာဝါတိုင်းလိုက်ဆိုင်စရာမလိုပဲနဲ့Starlink ကိုအားကိုးပြီးတော့ရသွားမယ်ဒါပေမဲ့ဥပဒေရေးရအခက်အခဲနဲ့တခြားဟာတွေကတော့သူတို့ကိုယ်တိုင်ကြော်ဖြတ်ဖို့ရှိနေသေးတယ်ပေါ့နော်အဲ့တော့ဘလို့ထင်လဲကိုယ့်ရဲ့ comments တွေနောက်ဒီ rumors တွေပေါ်မှာဘလို့သုံးသပ်လဲဆိုတာကိုကျွန်တော်ရဲ့ video အောက်မှာတစ်ချက်လောက်ဝင်ပြီးတော့ရေးပြီးတော့ဆွေးနွေးပေးခဲ့ကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်